Hello မင်္ဂလာပါရှင်လူနေထူထပ်ပြီးစီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ကြီးမှာစားသောက်ဆိုင်ကောင်းကောင်းဖွင့်ကျင်တဲ့သူတွေ showroom ဖွင့်ကျင်တဲ့သူတွေ wedding studio coffee shop နဲ့ nail spa စားတဲ့လုပ်ငန်းတွေလုပ်ကိုင်လို့ရမယ်နေရာကောင်းကောင်းအငှားလေးတွေနဲ့မိတ်ဆက်ပေးကြပါတယ်ပထမဆုံးတစ်လုံးကတော့ရန်ကင်းမိုးကောင်းလက်မကုတ်ကချန်လေးဖြစ်ပါတယ်မြေအကျဲ 0.189 acre ရှိပါတယ်နှစ်ထပ်အိမ်တစ်လုံးပါပါတယ်ဒီအိမ်ကိုတော့တစ်လကို68သိန်းနဲ့ငှားပေးမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့အင်းရကန်နဲ့အနီးဆုံးမှာရှိပါတယ်။ကန်လန်းပြည်လမ်းမကုတ်ပါမြေအကျဲ65ပေပေ80ရှိပါတယ်။နှစ်ထပ် print nocket တစ်လုံးပါပါတယ်။အခန်းလေးခန်းပါပါတယ်။ဘေးနောက်မှာတော့နာမည်ကြီးဟိုတယ်ကြီးတစ်ခုရှိပါတယ်။ဒီအိမ်ကိုတော့တစ်လ380နဲ့ငှားပေးမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့မြေကွက်တီးတက်မှာလိုင်းဘိုလမ်းမမေးတင် Orange Supermarket အနီးမှာရှိပါတယ်ရှင်။မြေအကျဲ4000 square feet ရှိပါတယ်။တစ်လကို35သိန်းနဲ့ငှားပေးမှာပါ။နောက်တစ်ခုကတော့မြောက်တကုံတော်ဝင်အိမ်ရဝင်းထဲမှာရှိပါတယ်။မြေအကျဲပေတရာပတ်လေပါဒါလည်းမြေတီးတက်မှာရှင်။တစ်လ330နဲ့ငှားပေးမှာဖြစ်ပါတယ်။ဒီအကွက်တွေအားလုံးနှစ်ရှည်ငှားရမ်းလို့ရပါတယ်။အကျိုးတူလည်းရပါတယ်ရှင်။စိတ်ဝင်စားရင်တော့39 50 60 940နဲ့39 450 450 900ကိုဆက်သွယ်နိုင်ပါပြီရှင်။